Frontline ဆိုတဲ့အသက်ကြီးပြီးတွေ့ကြုံရတဲ့မိုးဆိုးဘိုးကြီးကအသက်18နှစ်ရှိတဲ့မြေဖြစ်သူကလားကိုခေါ်ပြီးတောထဲကိုအမဲလိုက်ထွက်လာကြပါတယ်။နှစ်ယောက်သားတောလန်းတိုင်းလမ်းလျှောက်လာတာ3-4နာရီခန့်ကြာပြီးနောက်ကြောက်တုံးကြီးတွေစုပုံထားသလိုဖြစ်နေတဲ့ကြောက်ကပါတလေးလေးတစ်ခုကိုရောက်ရှိလာပါတယ်။အဲဒီနေရာကနေဆက်ပြီးလမ်းလျှောက်သွားရင်10မိနစ်လောက်အကြာမှာဒီခရီးရဲ့အဓိကရည်ရွယ်ချက်တိစံနေစကြက်ကိုရောက်နိုင်ပါတယ်။ဒါပေမဲ့လမ်းတစ်လျှောက်မှာထူးခြားတဲ့ຢာတစ်ခုကို Frontline တတိထားမိပါတယ်။မြေကြီးကိုမကြသေးခင်ကတူးပေါ်ထားပြီးပြန်ဖုံးသွားသလိုဖြစ်နေပြီးမြေအောင်ကမချောက်သေးပဲတစုံတရာထူးဆန်းတဲ့အနက်မှာထွက်နေပါတယ်။နေ့လယ်ပိုင်းမှာ Frontline နဲ့မြေတို့ကအဲဒီနေရာမှာနားပြီးထမင်းစားကြပါတယ်။နောက်ပိုင်းညနေချိန်ရောက်လာတော့ကြောက်ကပါဘေးဝါတော်ကြီးတွေကဝါတချို့ကိုဖျက်ယူပြီးလှမ်းခွင်ကိုတိဆောက်ကြပါတယ်။တနာရီခန့်ပြီးသွားပြီးလှမ်းခွင်တွေကိုတစ်ပင်ကြီးပေါ်မှာခြေထားကြပါတယ်။အဲဒီတစ်ပင်ဟာတိစံစကြက်ကနေ4-5မီတာလောက်အကွာအဝေးမှာရှိပါတယ်။လောက်တွေပြီးသွားပြီးတဲ့အချိန်နေဝင်ကန်ကြီးဖြစ်နေပြီးနှစ်ယောက်သားခဏနားပြီးနောက်လှမ်းခွင်ပေါ်ကိုတက်သွားကြပါတယ်။ Frontline ကမြေကိုတနက်အစင်သစ်ရှိမရှိတေချာစစ်ဆေးဖို့မှာကြပြီးနောက်နှစ်ယောက်လုံးတိတ်တိတ်ဆိတ်ဆိတ်ထိုင်ဆောင်နေကြပါတယ်။နေဝင်ကန်ကြီးအနီရောင်နေရောင်ကတောင်ဘက်ကကဘာပေါ်ကိုလင်းလက်လာပါတယ်။တော့လည်းညနေခင်းရဲ့တိတ်ဆိတ်မှုကြောင့်ကလားဟာမတိမတာအိမ်ငိုက်လာပြီးခေါင်းညွန့်သွားပါတယ်။မိမိကိုယ်တိုင်တော့မသိပဲမောဘတ်နေလို့အိမ်ငိုက်သွားခဲ့တာပါ။ရုတ်တရက် Frontline ကသူ့ဒူးကိုတီးပြီးနှိုးလိုက်တဲ့အချိန်မှာပဲသူပြန်လည်နှိုးထလာပါတယ်။မျက်စိဖွင့်လိုက်တော့ပတ်ဝန်းကျင်ကအမောင်ရောက်လို့နေပါဖြစ်နေပါပြီ။ဟိုမှာကြီးလို့ Frontline ကတိုးတိုးလေးပြောလိုက်လို့ကလားကအောက်ဘက်ကိုကြည့်လိုက်တဲ့အခါမြေပြင်ပေါ်မှာအရေးတစ်ခုယူလျားနေတာကိုတွေ့လိုက်ရပြီးရင်တုန်သွားပါတယ်။ဒေချာစားကြည့်လိုက်တဲ့အခါလူတစ်ယောက်ရဲ့အရေးဖြစ်နေတယ်ဆိုတာသိရပေမဲ့လမ်းလျှောက်ပုံကအလွန်ထူးခြားနေပါတယ်။ကိုကိုကွေးလေးလှုပ်ပြီးလက်နှစ်ဖက်ကိုမြေပြင်သားကပ်ပြီးလှုပ်ရသွားလာနေပြီးခြေထောက်ကလည်းရင်းရိုင်နေပါတယ်။မြေပြင်ကိုဒွေးလိုက်သွားနေတဲ့အတန်းနေနဲ့အသက်ရှူတန်ပြင်းပြင်းနေကြရပါတယ်။အဲ့ဒါကဘာလဲလို့ကလားကမေးလိုက်ခြင်းပေမဲ့ Frontline ကလက်နဲ့ပါးစပ်ကိုပိတ်ထားပြီးမပြောနဲ့လို့သတိပေးပါတယ်။အကြောင်းကတော့အောက်ကရိတ်ကအတန်ကြားသလိုမျိုးလှည့်ပြီးအပေါ်ကိုကြည့်လိုက်တာကြောင့်ပါ။အဲ့ဒီကကလားမြင်လိုက်ရတဲ့အရာကြောင့်တကိုယ်လုံးအေးဆက်သွားရပါတယ်။အဲ့ဒီအရာရဲ့မျက်လုံးတွေကတောက်ပနေပြီးတာမန်မျက်လုံးမဟုတ်တာသိကြပါတယ်။အဲ့ဒီအချိန်မှာပဲဂျုံလူရဲတဲ့ဘက်ကအတန်တစ်ခုထပ်ထွက်လာပါတယ်။လူမြည်မသိတယောက်နဲ့လမ်းခွင်ပေါ်မှာထိုင်နေတဲ့ရေဖိုးနှစ်ယောက်လုံးအဲ့ဒီဘက်ကိုလှည့်ကြည့်လိုက်ကြပါတယ်။ထိုချိန်မှာမမျောလင့်ထားတဲ့အရာဖြစ်ပေါ်လာပါတယ်။အောက်ဘက်ကအရာကအလွန်မြန်ဆန်စွာရှေ့ဘက်သို့ခုန်ထွက်သွားပြီးချက်ချင်းပဲတောဝဲတစ်ကောင်ရဲ့နာကျင်စွာအော်တန်စူညံစွာကြားလိုက်ရပါတယ်။အဲ့ဒီကြံဖန်မှုကခဏကြာဖြစ်သွားပြီးနောက်တိတ်ဆိတ်သွားပါတယ်။နောက်ဆုံးမှာတော့တယောက်ယောက်ရဲ့စိတ်ရှင်နှံမှုပေါ်ပြသလိုမျိုးအတန်နဲ့တစုံတရာကြိုက်စားနေသလိုမျိုးအတန်တွေကြံရိပ်ခဲ့ပါအဖြစ်ပြအားလုံးကိုမျက်စိရှိမှပဲမြင်တွေ့ခဲ့ရတဲ့ကလားဟာစိတ်မတည်မငြိမ်နဲ့ရန်ဝင်ကြောက်လန့်သွားပါတယ်စိတ်ကိုတည်ငြိမ်အောင်ထားကြောက်လန့်မှုနဲ့စိတ်ကိုလွတ်မထားနဲ့မဟုတ်ရင်စိတ်လှုပ်ရှားမှုကြောင့်ဖျားနာနိုင်တယ်လို့ Frontline ကစိုးရိမ်မှုပြင်းနဲ့သတိပေးလိုက်ပါတယ်နောက်တစ်ခါမှာတော့ Frontline ကအတန်တိုးတိုးနဲ့မန်နာတစ်ခုခုကိုရွတ်နေတယ်လို့မျိုးကြားရပါတယ်မကောင်းဆိုးဝါးတွေမကောင်းတဲ့ဝိညာဉ်တွေကိုနှင်ထုတ်ဖို့တုံးနဲ့မန်နာဖြစ်နေကြောင်းကလားသိလိုက်ရပါတယ်အဲ့ဒီမန်နာကို Frontline ကသူ့ကိုကလေးဘွားတွေကတင်ထားပေးထားတာပါအဲဒီနောက်မှာတော့တနက်ပြစ်တန်တစ်ချက်အပြင်းအထန်ပေါက်ခွဲပြီးမီးလင်းတစ်ချက်ထွက်ပေါ်လာပါတယ်။ Frontline ကအောက်ဘက်မှာလူတစ်ယောက်လာတစုံတရာလာပြစ်လိုက်တာကိုသိသွားတဲ့ကလားဟာရင်ထိတ်သွားပြီးလူကိုပြစ်တတ်မိရင်ထောင်ချရမလားလို့တော့ခဏစိုးရိမ်သွားပါတယ်။ဒါပေမဲ့အောက်ကကြားရတဲ့အတန်ကလူတန်တိရစ္ဆာန်မဟုတ်ပဲအလွန်ကြောက်စရာကောင်းတဲ့တရေရဲ့အော်တန်ပဲဖြစ်နေပါတယ်။တရေရဲ့အော်တန်ကလွှမ်းမိုးနေပြီးအေးဆက်ဆက်ခံစားစေရပါတယ်။ Frontline ကအင်းမိုက်တယ်ကွာလို့တိုးတိုးလေးပြောပြီးအမောင်ထဲမှာတခုခုဆက်လုံနေပါတယ်။နောက်ထပ်တနက်တန်တစ်ချက်ထွက်ပေါ်လာပြီးတရေရဲ့နာကျင်စွာအော်တန်ထပ်ကြားလာရပါတယ်။ဒီတစ်ချိန်မှာတော့အတန်အားရှည်ကြပြီးနောက်ဆုံးလူတစ်ယောက်ရဲ့နာကျင်စွာညီးတန်လို့ပြောင်းသွားပါစကားမပြောနဲ့စိတ်တည်ငြိမ်အောင်ထားလို့ Frontline ကသတိပေးလိုက်ပါတယ်ကလားဟာရင်တုန်နေတဲ့စိတ်နဲ့အောက်ကိုကြည့်လိုက်တဲ့အခါ Frontline ကမီးလင်းထိုးပေးပြီးအံ့ဩစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါလူတစ်ယောက်လိုအယုတ်တရုတ်ဟာသွေးအိုင်ထဲမှာကွကွလေးလှဲနေပြီးနာကျင်စွာလှုပ်ရှားနေပါအဲ့ဒီအနာကထွက်လာတဲ့သွေးတွေကအနက်ရောင်သွေးတွေဖြစ်နေပါတယ်အဲ့ဒီအရာခန္ဓာကိုယ်ထဲကနေအနက်ရောင်သွေးတွေမယမနာစီးကြနေပါမျက်နှာနဲ့ကိုယ်ခန္ဓာပုံစံကလည်းလူသားမဟုတ်ပဲအသားရည်မှာအရေးကြောင်းများပြီးပထမမြင်ချက်မှာတော့တစ်ပင်တစ်ခေါက်ပုံစံမျိုးဖြစ်နေပါမျက်နှာကချိုက်ဝင်နေပြီးမျက်လုံးအိမ်တွေကွက်လက်လိုဖြစ်ကမျက်လုံးတွေကတောက်ပစွာသူတို့စီကိုစိုက်ကြည့်နေပါ Frontline ကတနက်ထဲကိုကြည့်အစ်စ်ထည့်ပြီးထပ်ပစ်ဖို့ပြင်လိုက်ပေမဲ့အဲ့ဒီအရာကရုပ်တရက်တိရစ္ဆာန်စကြက်ရဲ့အလေတွေကိုခုံဝင်သွားပြီးပျောက်သွားပါတယ်တစ်ချက်ခုံလိုက်ရုံနဲ့မီတာ10ကြီးအကွာအဝေးကိုကျော်သွားနိုင်တာအံ့အားသင့်စရာပါပဲအဲ့ဒီအရာလာနောက်ချက်တာနဲ့ပဲဒီနေ့တော့ဘာမှမရနိုင်ဘူးလို့ထင်တယ်လို့ Frontline ကစိတ်မကောင်းစွာတပြင်းချပြီးတူတူလေးပြောလိုက်ပါအရာအလုံးတိတ်ဆိတ်သွားပြီးနောက်စိတ်လွတ်လပ်သွားခဲ့တဲ့ကလားလေကိုပြန်ထိန်းလာနိုင်ပြီးအဲ့ဒါပါလေလို့မေးလိုက်ပါ Frontline ကနေ့လယ်တော့နားခဲ့တဲ့ကြောက်ကပါနာကမြေတောင်ပေါ်မှာတူးဖို့ပြန်မုန်းထားတဲ့အရာတွေကိုသတိထားမိလားအဲ့ဒီမှာပြောင်းနိုင်တွေစိုက်ထားပြီးမြေပြင်ပေါ်မှာအခရာတွေဆွဲရေးထားတာကိုတွေ့ရတယ်အဲ့ဒါတွေကမကောင်းဆိုးဝါးဝိညာဉ်တွေထိန်းချုပ်လို့မရတဲ့အရာတွေကိုဖမ်းဆီးပိတ်ထားဖို့အသုံးပြုတဲ့အဆောင်အယောင်တွေပါလို့ရှင်းပြပါဒါပေမဲ့အဲ့ဒီထုံးတန်းတွေကမပြီးပြတ်သေးတဲ့အကြောင်းအခရာတွေကတဝက်ပဲပြီးရပြီးတခုခုမဖြစ်မနေ
ဖြစ်ပျက်ခဲ့တာသိကြတယ်။ Frontline ခံမှန်းထားသလိုပဲပိတ်မိတဲ့နဲ့မကောင်းဆိုးဝါးဝိညာဉ်ကလွတ်ထွက်လာပြီးညအချိန်မှာအစာရှာဖို့ထွက်လာခဲ့တာ။သူတို့နှစ်ယောက်လုံးလမ်းခွင်ပေါ်မှာရှိနေတာကိုအစာတွေကသိနေခဲ့ပါတယ်။ဒါပေမဲ့ Frontline ကမြေနက်ကိုကာကွယ်စောင့်ရှောက်ဖို့ဆူတောင်းထားတာတက်လာလို့မရပါဘူး။အဲဒါကြောင့်အောက်မှာကြောက်စရာမြင်ကွင်းတွေပြပြီးသူတို့ကို6လန့်အောင်လှမ်းခွင်ကနေဆင်းလာစေခြင်းခဲ့တာပါ။ဆင်းလာရင်တော့သူ့အတွက်အလဲတကူတတ်နိုင်မဲ့အစာဖြစ်သွားမယ်လို့မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ Frontline ရှင်းပြနေတဲ့အချိန်တွင်ပတ်ဝန်းကျင်တော်ထဲမှာမကောင်းဆိုးဝါးရဲ့အော်ဒန်တွေအမြဲတမ်းကြားနေရတခါလေနီးတခါလေဝူးရနေကြားနေရပါတယ်။ဝင်လာခြင်းပဲတနက်နဲ့ပြစ်ထားတာကြောင့်မရဲတော့ပဲလှည့်ပတ်နေတယ်လို့ဖြစ်နေပါတယ်။အဲဒီတညလုံး Frontline နဲ့ကလာမအိတ်နိုင်ပဲမနဲ့အလင်းရောင်ရောက်မှပဲလမ်းဝင်ကနေဆင်းလာကြပါတယ်။ Frontline ဟာနေ့လယ်တုန်းကမြင်ခဲ့တဲ့ကြောက်ကဘာနာကိုပြန်သွားကြည့်တဲ့အခါမြေတောင်ကဖွင့်ထက်နေပြီးအနက်ရောင်သွေးတွေပြည့်နေကစိုးရွားတဲ့အနှံဆိုးကြီးထွက်နေပါ။ Frontline ဟာထပ်မံဂါလာမန်နာတွေထပ်တင်ပြီးကြီးမားတဲ့ကြောက်တုံးနဲ့ဖုံးကသွေးနဲ့အခရာတွေကိုထပ်ရေးပါဒီလိုလုပ်တာအောက်မှာရှိတဲ့မကောင်းဆိုးဘွားကိုနောက်တစ်ခါထပ်ပြီးထွက်မလာနိုင်အောင်ပိတ်ထားခြင်းလို့ပါနောက်ဆုံးမှာအဖိုးနဲ့မြေနှစ်ယောက်လုံးအမဲတစ်ကောင်းမှမရပဲအိမ်ပြန်သွားကြပါတယ်ဒါပေမဲ့ကလားအတွက်တော့ဒီကြောက်ကြကောင်းတဲ့တွေ့ကြုံကအသက်ရှင်သူများမမေ့နိုင်တဲ့အမှတ်တရဖြစ်သွားခဲ့ပါတယ်